နေပူစာလုံရင်းနဲ့ကိစ္စတစ်ခုတည်းရလာတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဟိုရက်ပိုင်းကဝီခါမြန်မာပြည်ပြန်တာပေါ့နော်မြန်မာပြည်ပြန်တော့ဒီလေစိတ်မှာဝီခါရဲ့ passport ကဝီခါက passport ကင်ပြီးမှဖြတ်တာပေါ့ကွာဟိုကဘာလဲကိုအန်ဂျန်ဆိုဘယ်လိုပြောလဲအဲ့လိုမျိုးစစ်စစ်ရေးကိအဲ့လိုမျိုးမှာဖြတ်တော့ဝီခါရဲ့ passport ကအနီရောင်ဖြစ်နေတာမြန်မာ passport ဖြစ်နေတော့အဲ့ဒီ security ဘာမှမဟုတ်တဲ့ security တောင်မှလေဘယ်လိုပြောမလဲအရင်အထင်သေးတဲ့ဟာလိုနဲ့ဝီခါရဲ့ passport ကိုရိုးမယူဘူးလူယူတယ်မေးလို့ရှိရင်လည်းတေးတေးချာချာမဖြေပြီးလို့ရှိရင်အဲ့ဒီဟာတခုစိတ်ထဲမှာအရင်မကောင်းဘူးစိတ်ထဲမှာအရင်မကောင်းဘဲနဲ့ဟုတ်ပြီဒီတိုင်းမြန်မာပြည်ပြန်သွားပြီပြန်ပြီးမှပြန်လာတဲ့အချိန်ကနောက်တစ်ခါတီးတဲ့အတိုင်းမြန်မာပြည်ကနေပြန်လာပြီဆိုရင်ကတော့ထုံးမုံတွေလက်ဖက်တွေဘာတွေငပိငချောက်တွေအကုန်ပါလာပြီလေပါလာတော့ဝီခါရဲ့ပစ္စည်းက KG ကပို့သွားတာ KG ပို့သွားတော့ဝီခါကဒီထုံးမုံတွေကိုဝီခါကဟိုလိုမျိုးအင်ဂျီထဲတဲ့ကျွတ်လေးဝီခါရဲ့အဲ့ထဲမှာအမြဲတမ်းပါတယ်အဲ့ဒီထဲမှာဝီခါရဲ့ထုံးမုံတွေကိုထဲတယ်ထုံးမုံတွေအများကြီးပဲအဲ့ဒါထည့်ပြီးမှဝီခါအဲ့ဒီကျွတ်နဲ့မှာပြီးမှလေရင်ပေါ်တက်သွားတာဝီခါကလေအတွေ့အကြုံနဲ့ရင်းပြီးမှပြောပြတာနော်ဒီ passport ကိုလေမလိုအပ်လို့ရှင်လေအဲ့ကတ်ထဲမှာပဲထည့်ထားသူ့ကိုမှမမြင်စေနဲ့ဒီ immigration မှာတပ်ပုံအထူးရိုက်လိုအပ်တဲ့နေရာမှာပဲထုတ်သုံးမလိုအပ်လို့ရှင်လုံးဝကိုတိန်းထားဘာဖြစ်လို့လဲဆိုအဲ့ဒီမှာဝီခါလဲပစ္စည်းကတထုပ်လေရင်ကဝင်လာတယ်ဆို passport ကကန်ရတာတထုပ်အိတ်ကတ်ထဲမှာမထည့်လိုက်ကွာအဲ့ဒါဝင်လာတော့ဝီခါကတည်ရမလားဝီခါအရက်ပုတယ်လေအရက်ပုတော့ဒီထုံးမုံထုတ်ကြီးကိုဟိုအပေါ်တင်ရတာအဲ့ဒါဝီခါကမတင်နိုင်တော့ဝီခါထိုင်မဲ့အဲ့ဒီခုံမှာလဲလေရင်မရရက်နေတော့ဝီခါဒီဟာတင်ပေးဆိုတော့လေ passport ကိုကြည့်ပြီးတော့ဝီခါကိုလေအဲ့ဒါမတင်ပေးဝီခါကိုလေအထင်သေးနဲ့အကြည့်နဲ့ကြည့်ပြီးမှလေအဲ့လိုမျိုးကောင်းလှဲ့သွားတယ်ဝီခါကိုအဲ့ဒီထုံးမုံအထုတ်ကြီးမတင်ပေးဘူးတော်ကိုခံစားသွားတယ်ဘလောက်ဒီဘာများပြင်ကောင်းကျယ်စရာရှိလို့လဲဟမ်အဲ့လိုမျိုးဘာမှမဟုတ်လီမေလေးလောက်ရတာကိုဘာတွေများအဲ့လောက်ထိပြင်ကောင်းကျယ်နေလဲမသိဘူးအာတကယ်ဝီခါအရန်ကိုမစိတ်မကောင်းဘူးအဲ့ဒါဒီနေ့နေပူစာလုံရင်းနဲ့အဲ့ဒီမကျေနပ်ချက်ကဝီခါရဲ့စိတ်ထဲမှာထောင်းကနေနဲ့ပြန်ထွက်လာတာအဲ့ဒါကြောင့်မလို့ဘယ်လိုပြောမလဲကိုရီးယားနိုင်ငံကတည်တဲ့အတိုင်းစစ်ဖြစ်နေတဲ့နိုင်ငံတွင်းမှာစစ်ဖြစ်နေတဲ့နိုင်ငံဖြစ်တဲ့အတွက်အနည်းနဲ့အများကသူများတွေကအဲ့လိုမျိုးအထင်သေးကြတယ်အဲ့ဒါကြောင့်မလို့ဝီခါလိုမျိုးအဖြစ်နဲ့မကြုံရလေအောင် passport ထုတဲ့အချိန်လိုအပ်တဲ့အချိန်မှာပဲ passport ကိုထုတ်သုံးပြီးမလိုအပ်တဲ့အချိန်ဆိုတိန်းထားအိတ်ကတ်ထဲမှာတိန်းထားကြပါလို့ဝီခါကဒီကနေပြီးမှပြောပြချင်တယ်